ကမာရွတ်မှရဲဘော်သုံးကျိတ်ဝင်ဘူစောနောင်ကျောင်းတစ်စီတစ်စောင်းမြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်ပတ်သက်၍မကြာခဏဆိုသလိုကမာရွတ်သူကမာရွတ်သားတို့ဂုဏ်ယူဝင့်ကြွားစွာပြောလေးရှိသည့်စကားတစ်ခွန်းရှိသည်ယင်းမှာဂျပန်၌စစ်ပညာသွားသင်ခဲ့သောရဲဘော်သုံးကျိတ်တွင်ကမာရွတ်မှ2ယောက်ပါဝင်ခဲ့သည်ဆိုသောအကြောင်းပင်ဖြစ်၏ကမာရွတ်နှင့်ပတ်သက်ခဲ့သောမြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကိုပြန်ပြောမည်ဆိုလျှင်အကြောင်းအရာများစွာထဲမှရဲဘော်သုံးကျိတ်ဝင်2ဦး၏အကြောင်းမှာမပါမဖြစ်ပင်ဖြစ်၏ရဲဘော်သုံးကျိတ်တွင်ပါဝင်ခဲ့သောကမာရွတ်သား2ဦးမှာဘိုးစောနောင်နှင့်ဘိုးစောအောင်ဆိုသောညီကို2ယောက်ပင်ဖြစ်သည်၎င်းတို့မှာရှမ်းတိုင်းသားများဖြစ်ကြ၏အကိုဖြစ်သူဘိုးစောအောင်မှာရွှေကျင်တိုက်ပွဲတွင်ကြာဆုံးသွားခဲ့သည်ညီဖြစ်သူဘိုးစောနောင်မှာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်စစ်တပ်မှထွက်ကကမာရွတ်တွင်ပြန်လည်အခြေချနေထိုင်ခဲ့သည်သူသည်1985ခုနှစ်အသက်58နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့၏ဘိုးစောနောင်တွင်သား9ယောက်ရှိခဲ့ရာတတိယမြောက်သားဖြစ်သူဦးစောအောင်ကြီးသည်ကမာရွတ်တွင်နေထိုင်ဆဲဖြစ်၏အမှတ်3ရပ်ကွက်ထန်းတပင်လန်းရတနာမြိုင်လန်းသွယ်တွင်နေထိုင်ခြင်းဖြစ်၏ယခုအခါဦးစောအောင်ကြီးသည်ပင်အသက်62နှစ်ရှိပြီဖြစ်သည်သား9ယောက်အနက်ဒုတိယမြောက်သားဖြစ်သူတဦးသာကွယ်လွန်ပြီးကြံရှိသည့်ညီကိုများမှာအခြားသောမြို့များတွင်နေထိုင်လျက်ရှိ၏ရဲဘော်သုံးကျိတ်ဝင်ဘိုးစောအောင်နှင့်ဘိုးစောနောင်တို့မိသားစုသည်ရှမ်းပြည်နယ်မှရန်ကုန်မြို့ကမာရွတ်သို့ပြောင်းရွှေ့လာပြီးကြောက်သွေးသည့်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်ဟုဆိုသည်ထိုစဉ်ကကမာရွတ်တွင်နိုင်ငံရေးလှုပ်ရှားနေကြသည့်တခင်များနှင့်ချိတ်ဆက်မိရာမှဂျပန်သို့စစ်ပညာသင်သွားသည့်ရဲဘော်သုံးကျိတ်အဖွဲ့နှင့်လိုက်ပါသွားခဲ့ခြင်းဖြစ်သည်ဘိုးစောနောင်သည်စစ်တပ်မှထွက်ပြီးအငြိမ်းစားယူပြီးသည့်နောက်မိသားစုနှင့်အတူနေခဲ့သည်သားသမီးများကိုသူတွေ့ကြုံခဲ့ရသည့်အတွေ့အကြုံတချို့ကိုပြန်ပြောပြတတ်သည်ထို့ကြောင့်ဘိုးစောနောင်၏သားဖြစ်သူဦးစောအောင်ကြီးသည်သူငယ်စဉ်ကတည်းကအဖေဖြစ်သူ၏ရဲဘော်သုံးကျိတ်ဝင်အတွေ့အကြုံတချို့ကိုသိရှိနေပြီးဖြစ်သည်ရဲဘော်သုံးကျိတ်ဝင်အဖွဲ့နှင့်လိုက်သွားခဲ့စဉ်ကဘိုးစောနောင်၏အသက်မှာ18နှစ်18နှစ်အရွယ်သာရှိသေးသည်သူသည်နောက်ဆုံးလိုက်ပါသွားသည့်ဦးနေဝင်းတို့အဖွဲ့နှင့်အတူလိုက်ပါသွားခြင်းဖြစ်သည်သူတို့တင်မောကြီးရဲ့ဝန်အခန်းလေးမှာအသက်ရှူကျက်ပြီးလိုက်သွားခဲ့ရပုံဂျပန်မှာစစ်ပညာသင်တော့ဂျပန်နေစည်းကမ်းကြီးပုံတွေကိုမကြာခဏဆိုသလိုပြောပြတယ်ဟုဘိုးစောနောင်၏သားဖြစ်သူဦးစောအောင်ကြီးကဆိုသည်သူကဆက်၍အဖေကကာလူအရက်အရမ်းချတာသူပြောတာကတော့ပြေးမနာမှာတာဝန်ကြတော့ကသူစတောက်ပြခဲ့တာလို့ပြောဘူးတယ်ငယ်တုန်းကတော့ဒီရက်ကိုမတောက်ခဲ့ဘူးတဲ့ဟုဆိုသည်ဘိုးစောနောင်မှာအသားဖြူဖြူပြမိန်တဲလေးဖြစ်သည်တချို့ကသူ့ကိုအချောက်ဟုဆိုကစကြနောက်ကြသည်သူစစ်တပ်မှအနားယူပြီးနောက်လှော်ကားရှိအစိုးရမွေးမြူရေးခြံတွင်အလုပ်လုပ်ခဲ့သည်ထိုစဉ်ကဂျပန်တွင်စစ်ပညာအတူသွားရောက်သင်ကြားခဲ့ကြသောရဲဘော်ရဲဘက်များကစစ်တပ်တွင်ပြန်လည်တာဝန်ထမ်းဆောင်ရန်လာရောက်ကမ်းလှမ်းခဲ့ကြသည်သို့သောဘိုးစောနောင်ကလက်မခံခဲ့ဟုဦးစောအောင်ကြီးကဆိုသည်အဖေကတိုင်းတစ်ပါးနဲ့တိုက်ရတာကိုပဲလုပ်မယ်ကို့အချင်းချင်းတော့ပြန်မတိုက်နိုင်ဘူးပါဆိုပြီးညင်းခဲ့တယ်လို့ပြောဘူးတယ်ဟုရှမ်းတိုင်းသားဖြစ်သည့်ဘိုးစောနောင်ကပြည်တွင်းစစ်ဖြစ်သည့်အခါစစ်တပ်တွင်တာဝန်မထမ်းဆောင်လိုသည့်အကြောင်းရင်းကိုဦးစောအောင်ကြီးကရှင်းပြသည်သူသည်အိမ်တွင်နေသည့်အခါတွင်မည်သူကိုမျှစကားမပြောအိမ်မော်ရှိပလက်ကလထိုင်ကုန်းပေါ်တွင်ထိုင်နေတတ်သည်အပြင်သို့လမ်းလျှောက်ထွက်သည့်အခါတွင်သပင်ကိုခေါင်းလိမ့်စီရွှဲနေအောင်လိမ့်တတ်သည်ခေါင်းကိုသေချာဖိသည်ဟုဘိုးစောနောင်၏ချွေးမဖြစ်သူဦးစောအောင်ကြီး၏ဇနီးဒေါ်တန်းတန်းရီကဆိုသည်အဖေကသူတောက်လာလို့နည်းနည်းထွေလာပြီဆိုရင်ဂျပန်မှာစစ်ပညာသင်ခဲ့ရတဲ့အကြောင်းသူ့ရဲဘော်တွေအကြောင်းပြန်ပြောပြတတ်တယ်အိမ်မှာဝိုင်းဖွဲ့စကားပြောနေတာမှဧည့်သည်တွေရောက်နေသလားမှတ်ရတယ်ဟုသူကဆိုသည်ဘိုးစောနောင်သည်မကြာခဏဆိုသလိုသူ၏ရဲဘော်တွေကိုအိမ်သို့ခေါ်လာတတ်သည်လမ်းမှာတောင်းနေသည့်သူကိုတွေ့လျင်လဲအိမ်သို့ခေါ်လာတတ်သည်ပြီးလျင်ကျွေးမွေးပြီးရှိတာလေးများပေးကပြန်လွတ်တတ်သည်ဟုဒေါ်တန်းတန်းရီကဆိုသည်တခါတလေကြရင်လဲဘာလို့မှန်းမသိဘူးလမ်းမှာတွေ့တဲ့လူကိုအင်ကြီးချွတ်ပေးခဲ့တယ်ပစိုးတွေချွတ်ပေးခဲ့တယ်ဟုလဲတန်းနှစ်လန်းတွင်နေထိုင်ခဲ့စဉ်ကဘိုးစောနောင်၏အပြုမှုတချို့ကိုဒေါ်တန်းတန်းရီကပြန်ပြောပြသည်ထို့အပြင်ရဲဘော်သုံးကျိတ်ဝင်ဘိုးစောနောင်သည်လဲတန်းစေးအတွင်းမှဖြတ်သွားသည့်အခါသူလိုချင်သည့်အရာများတွေ့ပါကပတ်စံမပေးဘဲယူသွားပြီးဟဲ့လာရှင်းလိုက်မယ်ဟုဆိုကယူသွားတတ်သည်ပြီးမှဇနီးဖြစ်သူကပတ်စံလိုက်ရှင်းပေးရသည်ဈေးထဲတွင်လည်းသူ့ကိုမသိသူမရှိဘိုးစောနောင်သည်ဟန်မဆောင်တတ်ပုံမလင်းလင်းသမားဟုဆိုသည်တခါကလှဲတန်းမီပွိုင်းသို့ဖြတ်တန်းမောင်းနှင်လာသောဦးနေဝင်း၏ရင်နှန်းကိုတားကအကူကြီးတောင်းခဲ့ဘူးသည်ဟုဆိုသည်ဦးနေဝင်းလိုက်ပါလာသည့်ရင်နှန်းသည်ကားရှိမီများထွန်းကလှဲတန်းမီပွိုင်းသို့ဖြတ်တန်းမောင်းနှင်လာခဲ့သည်ထိုအခါဘိုးစောနောင်ကထိုရင်နှန်းကိုတွားတာသည်မီပွိုင်းနှင့်တာဝန်ကျသည့်ရဲဝန်ထမ်းကလည်းဘိုးစောနောင်ကိုသိသဖြင့်ဘာမှမပြောထိုအခါရင်နှန်းကရက်တန်သွားပြီးရုတ်ရုတ်တဲတဲဖြစ်သွား၏ ဘိုးစောနောင်ကထိုရင်နှန်းကိုတွားတာသည်မီးပွိုင်းနှင့်တာဝန်ကျသည့်ရဲဝန်ထမ်းကလည်းဘိုးစောနောင်ကိုသိသဖြင့်ဘာမှမပြောထိုအခါရင်နှန်းကရက်တန်သွားပြီးရုတ်ရုတ်တဲတဲဖြစ်သွား၏
ဦးနေဝင်း၏တပ်တော်ဆောင်များကဘိုးစောနောင်ကိုတနက်များနှင့်ဝိုင်းချိတ်ထားကြသည်ဘိုးစောနောင်ကငါဦးနေဝင်းနဲ့တွေ့မလို့ဟုပြောလိုက်သည်ဦးနေဝင်းကအဖြစ်အပျက်ကိုချက်ချင်းသိသွားသောအခါအဲ့ဒါငါရဲ့ဘောမလုံးနဲ့လို့တားကသူဤကိုရေးအရာရှိကိုလှုပ်ပြီးဘိုးစောနောင်ကိုခေါ်ခိုင်းလိုက်သည်ဘိုးစောနောင်သည်ဦးနေဝင်းကိုတွေ့သောအခါဘိုးမှုကျွန်တော်ဒုက္ခရောက်နေတယ်မိသားစုလည်းအယမ်းများတယ်အဲ့ဒါကျွန်တော်ကိုကူညီပါအောင်ဟုပြောလိုက်သည်ထိုအခါဦးနေဝင်းကမဘူးနဲ့ငါလုပ်ပေးမယ်ဟုဆိုကသူဤကိုရေးအရာရှိအားဘိုးစောနောင်၏အိမ်သို့လိုက်သွားစေခဲ့သည်ဟုထိုစဉ်ကဖြစ်ပျက်ခဲ့သည်များကိုဦးစောအောင်ကြီးကပြန်လဲရှင်းပြသည်လမ်းထဲကိုကားတွေဝင်လာတော့ဘာလဲပေါ့နောက်မှအဖေထွက်လာတယ်နောက်နေ့ကျတော့အဲ့ဒီလူထက်ရောက်လာပြီးကျွန်တော်တို့ကိုစိတ်ကန်းသာလမ်းမှာအိမ်တစ်လုံးပေးတယ်ပုံတစ်လုံးပေးတယ်ကားတစ်စီးပေးတယ်နောက်ပြီးအဖေကိုကုံသွေးရေးမှာအရာရှိအဖြစ်အလုပ်ပေးတယ်ဟုဘိုးစောနောင်၏မိသားစုအားဦးနေဝင်းကကိုကြီးစောင့်ရှောက်ခဲ့ပုံကိုဦးစောအောင်ကြီးကရှင်းပြသည်ထို့ကြောင့်ဘိုးစောနောင်တို့မိသားစုသည်ကမာရွတ်မြို့နယ်လှဲတန်းနှစ်လမ်းမှရန်ကုန်မြို့ထဲရှိစိတ်ကန်းသာလမ်းသို့ပြောင်းရွှေ့ခဲ့ကြသည်ဘိုးစောနောင်သည်တမီးမိန်းကလေးမွေးပါကအရက်ဖြတ်မည်ဟုမိမနှင့်သားဖြစ်သူတို့ကိုကတိပေးသည်သို့တော်မွေးလာသည့်9ယောက်စလုံးမှာတားယောက်ျားလေးများသာဖြစ်လေသည်နောက်ဆုံးအဲ့ဒီအရက်နဲ့ပဲသူလဲဆုံးရတယ်ဟုဦးစောအောင်ကြီးကဆိုသည်ဤသို့ဖြင့်ဘိုးစောနောင်သည်1985ခုနှစ်အသက်58နှစ်အရွယ်တွင်လေဖြတ်ခြင်းကြောင့်ကွယ်လွန်သွားခဲ့သည်ဖခင်ကွယ်လွန်သွားသဖြင့်သတင်းစာတွင်နာရေးကြော်ညာသွားထည့်သည့်အခါပထမတွင်လက်မခံကြော်ညာထည့်ပြီးရင်တော်တော်ပြောယူခဲ့ရသည်ဟုဦးစောအောင်ကြီးကဆိုသည်ဗိုလ်ချုပ်နေဝင်းလက်ထက်တွင်ရဲဘော်သုံးကျိပ်ဝင်များနှင့်ပတ်သက်၍ကြီးမားသည့်တင်းကျပ်မှုများမလုပ်တော့လဲ1990ခုနှစ်စစ်အစိုးရတက်လာပြီးသည့်နောက်ပိုင်းတွင်ရဲဘော်သုံးကျိပ်ဝင်များနှင့်ပတ်သက်၍ဖိနှိပ်မှုတင်းကျပ်မှုများစွာရှိလာခဲ့သည်စစ်အစိုးရလက်ထက်တွင်ဟန်တော်ရီအဝိုင်းအနီးရှိကြံတော်တင်ချိုင်းကြီးဖျက်သိမ်းသည့်အခါတွင်ရဲဘော်သုံးကျိပ်ဝင်ဘိုးစောနောင်အပါအဝင်မြန်မာနိုင်ငံ၏လွတ်လပ်ရေးသမိုင်းတွင်ပါဝင်ခဲ့သောနိုင်ငံရေးပုဂ္ဂိုလ်များစာပေနှင့်အမှုပညာရှင်အတိုင်းဝိုင်းမှပုဂ္ဂိုလ်များအားလုံးတင်းချိုင်းရွှေ့ပြောင်းရာတွင်ဖျက်ဆီးအစဖျောက်ခြင်းခံလိုက်ရလေသည်တင်းချိုင်းရွှေ့တော့အဖေအယိုးတွေသွားဖော်ရတယ်ပြီးတော့မီးရှို့တကြိုလိုက်ရတယ်အခုတော့ဘာမှမကြံတော့ဘူးဟုဦးစောအောင်ကြီးကဆိုသည်ထို့ကြောင့်ဖခင်ကွယ်လွန်သွားပြီးသည့်နောက်ပိုင်းတွင်သူနှင့်ပတ်သက်သည့်မြည်သည့်အထိတ်အမှတ်မြည်သည့်အမှတ်တရမှမကြံခဲ့တော့ကျန်တော်တင်ချိုင်းပြောင်းခဲ့သည့်အချိန်တွင်အုတ်ဂူသည်ပင်ပျောက်ပြတ်သွားတော့သည်တခါကဦးစောအောင်ကြီးသည်အလှတစ်ခုသို့သွားခဲ့သည်ထိုအလှတွင်ဦးစောအောင်ကြီး၏အတိမိတ်ဆွေတဦးကဒါရဲဘော်သုံးကျိပ်ဝင်ဘိုးစောနောင်ရဲ့သားပေါ်ဟုဆိုကတခြားသောသူတစ်ယောက်နှင့်မိတ်ဆက်ပေးသည်ထိုအခါတစ်ဖက်လူကအဲ့ဒါတွေတမိုင်းမှာကြံခဲ့ပါပြီကွာဟုပြန်ပြောလေသည်ရင်းတို့ပြောခံလိုက်ရသဖြင့်ဦးစောအောင်ကြီးကကျွန်တော်တော်တော်ရင်နာသွားတယ်နေရထိုင်ရင်အစော်ကားခံလိုက်ရသလိုဖြစ်သွားတယ်အဲ့ဒီနောက်ပိုင်းကျွန်တော်အဖေဟာရဲဘော်သုံးကျိပ်ဝင်တူပါလို့မပြောရတော့ဘူးဟုဦးစောအောင်ကြီးကဆိုသည်ရင်းနောက်ပိုင်းတွင်ဦးစောအောင်ကြီးတို့မိသားစုကိုယ်တိုင်ပင်ရဲဘော်သုံးကျိပ်ဝင်မိသားစုအဖြစ်ပေါ်ပေါ်ထင်ထင်မနေတော့ပြီဘယ်သူကမှလည်းမိမိတို့သည်ရဲဘော်သုံးကျိပ်ဝင်၏မိသားစုဖြစ်ကြောင်းမပြောပြတော့ယခုကဦးစောအောင်ကြီးသည်မိသားစုဝင်ရေးအတွက်ရွှေတကုံစေတီတော်ဂောဘကအဖွဲ့ရုံးတွင်တာဝန်ထမ်းဆောင်လျက်ရှိသလိုရုံးငိမ်ပြင်ပတွင်လည်းအခြားသောနေရာတစ်ခု၌ထပ်မံအလုပ်လုပ်နေရသည်သူသည်စစ်သားလည်းမလုပ်ချင်သလိုနိုင်ငံရေးကိုလည်းစိတ်ဝင်စားမိသားစုဝမ်းရေးအတွက်သာလုပ်နေရခြင်းကြောင့်လည်းစိတ်ဝင်စားခြင်းလည်းမရဟုဆိုသည်အလားတူသူ၏ညီအကိုအားလုံးသည်လည်းစစ်တိုက်ခြင်းနိုင်ငံရေးလုပ်ခြင်းတို့တွင်စိတ်ဝင်စားခြင်းမရှိယခုလှဲတန်းလမ်းမှဂိုးကျော်တရားအနီးရှိကမာရွတ်စီပင်သားရအုပ်ချုပ်ရေးမှူးရုံးနေရသည်ရခင်ကရဲဘော်သုံးကျိပ်အားဂုဏ်ပြုသောအားဖြင့်ရဲဘော်သုံးကျိပ်ပန်းညံအဖြစ်သတ်မှတ်ခဲ့ကြသည်သို့သောဦးနေဝင်းလက်ထက်တွင်ရင်းပန်းညံကိုဖျက်သိမ်းကကောင်စီရုံးအဖြစ်ပြုလုပ်ခဲ့သည်နဝတစစ်အစိုးရတက်လာပြီးသည့်နောက်ပိုင်းတွင်ယခုကဲ့သို့စီပင်ရုံးအဖြစ်တည်ဆောက်လိုက်ခြင်းဖြစ်မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ကြိုးပမ်းခဲ့သောပုဂ္ဂိုလ်များအတွက်ဂုဏ်ပြုသည့်အထိမ်းအမှတ်မရှိခြင်းကိုရဲဘော်သုံးကျိပ်ဝင်ဘိုးစောနောင်၏သားဖြစ်သူဦးစောအောင်ကြီးကနိုင်ငံတစ်ခုလုံးလွတ်လပ်ဖို့အတွက်တိုက်ပွဲဝင်ခဲ့တဲ့သူတွေကိုဂုဏ်ပြုဖို့အတွက်မြေနေရာလေးတစ်ခုလောက်တောင်မပေးနိုင်တာကိုပဲဝမ်းနည်းလို့မစုံဘူး